ယုံကြည်သူဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကဘာဦးကျမ်းမှာဘုရားသခင်ရဲ့စိတ်ကဘာအစီအစဉ် episode 7ကိုရောက်လာပါပြီခင်ဗျာကဘာဦးကျမ်းအခန်းကြီးနဲ့အခန်းငယ်1ကနေ3ထိဖတ်ချင်ပါတယ်ထို့သောကောင်းကင်မြေကြီးနှင့်တကွခတ်သိမ်းသောဇာတို့သည်ပြီးစီးလျက်ရှိကြ၏တသမနေ့ရက်ရောက်လျင်ဘုရားသခင်သည်ဖန်ဆင်းတော်မူသောအမှုကိုလက်ဆတတ်တော်မူသည်ဖြစ်၍ဖန်ဆင်းသမျှသောအမှုရာတို့သည်ပြီးစီးပြီးမှထိုတသမနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏ထိုတသမနေ့ကိုဘုရားသခင်သည်ကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရက်၌ငြိမ်ဝတ်စွာနေတော်မူ၏6ရက်လုံးဖန်ဆင်းခြင်းအမှုရာတွေကိုမနာမနေပြုလုပ်ခဲ့တဲ့ဘုရားသခင်ကတသမမြောက်နေ့ရက်ရောက်လာတဲ့အခါဖန်ဆင်းခြင်းအမှုရာတွေအားလုံးပြီးစီးလို့ငြိမ်ဝတ်စွာအနားယူခဲ့ပါတယ်မောလို့ပန်းလို့အနားယူတာမဟုတ်ဘဲနဲ့ဖန်ဆင်းခြင်းအားလုံးကပြီးပြည့်စုံသွားလို့လည်းဟုတ်လို့တသမမြောက်နေ့ကိုလည်းကောင်းကြီးပေးခြင်းလို့ဟုတ်ပါတယ်ဒါကြောင့်ခုနှစ်ကဏ္ဍကပြီးပြည့်စုံတဲ့ကဏ္ဍဘုရားသခင်ရဲ့ကဏ္ဍလည်းဖြစ်ပြီးတော့ဘုရားသခင်ကတသမမြောက်နေ့ရဲ့အဖြစ်ဘာသတင်းစကားပါခြင်းနေလဲဆိုတော့ဘဝအသက်ရှင်ဖို့ရုန်းကန်ကြိုးစားကြရင်းနဲ့မွေးကလေးကပညာရှာကျင်ရရှာဥစ္စာရှာပြီးတော့အနာမရနိုင်တဲ့လူတွေကိုစိတ်အနာယူနီသင်ပေးခြင်းတာဖြစ်ပါတယ်ကျွန်တော်တို့ကဘယ်ချိန်မှစိတ်အနာမရဘူးလဲဆိုတော့မိသားစုထဲမှာတယောက်တည်းအထီးကျန်ဆန်တဲ့ချိန်မှာစိတ်အနာမရဘူးဖြစ်နေပါတယ်ငါတယောက်တည်းခါးစီးခံနေရပါလားငါတယောက်တည်းတမိသားစုလုံးကိုလှုပ်ကြွေးနေရမှာလားဒီလိုမျိုးအထီးကျန်ဆန်တဲ့စိတ်ဝင်လာတဲ့ချိန်မှာကျွန်တော်တို့စိတ်တွေကအယံကိုပင်ပန်းနွမ်းနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘယ်ချိန်မှစိတ်အနာရပါလဲမိတ်ဆွေကိုကိုအားပေးနဲ့တိတ်တဲ့သူတယောက်ယောက်ကိုကိုဖေးမှကူညီနိုင်တဲ့သူတယောက်ယောက်ကိုဖေးနာမှာရှိနေတယ်ဆိုတဲ့အချိန်ကြမှာစိတ်အနာရနိုင်တာဖြစ်ပါတယ်ဟေရှာယအခန်းကြီး54အခန်းငယ်9မှာဘလို့ပြောထားလဲဆိုတော့အကြောင်းမူကားတင့်ကိုဖန်ဆင်းသောသူသည်တင်ဤလင်ဖြစ်တော်မူ၏နာမတော်မူကားကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်တင့်ကိုရွေးနှုတ်သောသူသည်ဣသရေလအမျိုး၌တန်ရှင်းသောဘုရားဖြစ်တော်မူ၏မြေကြီးတစ်ပြင်လုံးကိုလည်းအစိုးရသောဘုရားဟု၍ခေါ်ရကြ၏ကျွန်တော်တို့ကိုအသေးစိတ်စောင့်ရှောက်ပေးနေတဲ့ဘုရားသခင်ကကျွန်တော်တို့ရဲ့လင်းယောက်ျားစစ်စစ်ဖြစ်ပြီးတော့ကောင်းကင်ဘုရားအေဂရစ်ရှင်ဘင်ကြီးလည်းဖြစ်နေပါတယ်ဒါဆိုဒီအေဂရစ်မင်းကြီးကဘာမဆိုစောင့်ရှောက်ကာကွယ်ပေးမှာမဟုတ်ဘူးလားခင်ဗျာအမှန်တကယ်ဆိုရင်တော့ဖြင့်ကျွန်တော်တို့ကစူးစမ်းလို့ဘဝကချမ်းသာအောင်မြင်လာတာထက်ဆိုင်ရင်ဘုရားသခင်ကအခွင့်အလမ်းတွေပေးနေလို့သာအောင်မြင်ပျော်ရွှင်စွာအသက်ရှင်ခွင့်ရတာဖြစ်ပါတယ်ဘုရားသခင်ကအခွင့်အလမ်းတွေအားလုံးပိတ်ပစ်လိုက်တဲ့အချိန်မှာဘုရားသခင်ကခွင့်မပြုပေးဘူးဆိုရင်တော့ဖြင့်အလက်ကားရှူနေရတဲ့လေတောင်မှရှူသွင်းလို့မရနိုင်တော့တဲ့အထိကိုဗစ်ကပ်ရောဂါဆိုးကြီးတွေဖြစ်လာပြီးတော့လူတွေအားလုံးကရှာဖွေထားသမျှစီးစိမ်ချမ်းသာတွေအားလုံးကိုခြံထားခဲ့ပြီးလူလောကကြီးကနေထွက်ခွာသွားကြရပါတယ်ဘုရားသခင်ကခွင့်ပြုပေးလိုက်တဲ့ချိန်မှာကမ္ဘာပေါ်မှာစစ်မှတ်တိုက်ပွဲတွေဖြစ်လာကြပြီးတော့လူတွေကသေကြေပျက်စီးကြပါတယ်ဒါကြောင့်မို့လို့ဘုရားသခင်ကကြည်ရှုစောင့်ရှောက်ပေးနေလို့သာကျွန်တော်တို့ကကျမ်းမာပျော်ရွှင်စွာအသက်ရှင်နိုင်တာဖြစ်ပြီးတော့စီးစိမ်ဥစ္စာတွေလည်းကြွယ်ဝချမ်းသာလာနိုင်တာဖြစ်ပါတော့တယ်ကျွန်တော်တို့စူးစမ်းလို့ဘောကချမ်းသာအောင်မြင်လာတာထက်ဆိုင်ရင်ဘုရားသခင်ကအခွင့်အလမ်းတွေပေးနေလို့သာအောင်မြင်ပျော်ရွှင်ခြင်းတွေကျွန်တော်တို့စီရောက်လာတာဖြစ်ပါတယ်စဉ်းစားကြည့်အောင်မိတ်ဆွေမိဘတွေကသားသမီးပေါ်ချစ်ချင်းမေတ္တာစိတ်တွေတဖွာဖွာပေါ်ပေါက်လာစေတယ်ကိုသားလေးသမီးလေးကိုချစ်လို့မဝဂီယူဆိုင်လို့မဝနမ်းလို့မဝဖြစ်တဲ့အထိမိဘတွေရဲ့စိတ်ထဲမှာချစ်ချင်းမေတ္တာတွေဒလဟောစီးထွက်လာအောင်ဘုရားသခင်ကဖန်ဆင်းပေးထားတာဖြစ်ပါတယ်ထိုနည်းတစ်ခေါက်မှာပဲဆရာဆရာမတွေကအနစ်နာခံပြီးတော့ပညာသင်ပေးခြင်းစိတ်တွေထည့်ပေးထားလို့တပည့်တပန်းတွေကိုမမောနိုင်မပန်းနိုင်ပညာတွေသင်ကြားပေးကြပါတယ်အလောက်ကင်ပေးမဲ့တထေးတွေမန်နေဂျာတွေကိုအလောက်ကင်ပေးစေခြင်းနဲ့စိတ်တွေထည့်ပေးထားတယ်သူတို့ရဲ့စိတ်နှလုံးသားကိုတိုးထိစေတဲ့ဒီလိုနည်းအားဖြင့်ဘုရားသခင်ကလူတွေရဲ့စိတ်နှလုံးသားကိုပြင်ဆင်ပေးလို့သာကျွန်တော်တို့ကအလောက်ကင်နေရရှိတာဖြစ်တယ်ကလေးငယ်လေးတွေကမိဘတွေရဲ့ချစ်ချင်းမေတ္တာကိုရရှိပြီးလုံခြုံမှုခံစားရတယ်တပည့်တပန်းတွေကဆရာဆရာမတွေစီကနေပညာတွေသင်ယူတက်မြောက်လာတာမဟုတ်ဘူးလားဒီလိုမျိုးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကလူတွေကိုဘုရားသခင်ကစိတ်နှလုံးတကားမဖွင့်ထားပေးဘူးဆိုရင်ကျွန်တော်တို့ကလူလားမြောက်လာစရာအကြောင်းမရှိပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ကကိုတော်လို့ပညာတွေရလာတယ်ကိုတက်လို့စီးပွားတွေရှာနိုင်တယ်လို့ထင်လာပါတယ်လူတွေစိတ်နှလုံးနူးညွတ်လာအောင်ပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုတော့မမြင်တတ်ဘူးအသိမှန်မပြုတ်တတ်ဘူးဖြစ်နေပါတယ်ဒီလိုနဲ့ငါတော်အောင်
ငါတက်အောင်စူးစမ်းပြီးတင်ယူရမယ်စူးစမ်းပြီးစီးပွားရှာရမယ်ဒီလိုစိတ်နဲ့စိတ်ကအနားမရနိုင်တော့ပဲအပတ်တကုတ်စူးစမ်းခဲ့ကြပါတယ်ဒီစူးစမ်းခြင်းကဘုရားသခင်ရဲ့မဆပေးခြင်းကိုရှင်ပြိုင်အန်တုလာပါတော့တယ်နှုတ်ကပတ်တော်ထဲမှာဒီလိုမျိုးလူပုဂ္ဂိုလ်တယောက်အကြောင်းကိုဥပမာပေးရှင်းပြခြင်းပါတယ်အဲ့ဒီလူကတော့ယောဘဖြစ်ပါတယ်ယောဘကဘုရားသခင်ကိုအစေခံပေးနေတယ်ဘုရားသခင်ကိုသူကနာခံတယ်လို့ထင်တဲ့အခါမှာနောက်ဆုံးမှာဘုရားသခင်ကိုငါဖြောင့်မတ်ခြင်းကိုသိတော်မူပါစေဆိုပြီးဘုရားသခင်ကိုစိန်ခေါ်လာပါတယ်ဘုရားသခင်ပေးတဲ့ဥစ္စာစီးပွားမှန်သမျှကိုသူ့ရဲ့ဖြောင့်မတ်ခြင်းကြောင့်ရလာတယ်လို့ထင်လာတယ်ဘုရားသခင်တဲ့ပို့ပြီးဖြောင့်မတ်လာတယ်လို့ထင်လာတဲ့အခါမှာဘုရားသခင်ကဆုံးမလမ်းပြပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ယောဘကကိုယွန်းရှာပါ၏မြေမှုန့်နှင့်မိဖို့ပြာ၌ထိုင်၍နောင်တရပါ၏လို့ယောဘအခန်းကြီး40အငယ်6မှာဝန်ခံခဲ့ပါတယ်သူ့ရဲ့စ조사ခြင်းဖြောင့်မတ်ခြင်းကြောင့်ကြွယ်ဝချမ်းသာလာတယ်လို့ထင်အောင်ထင်မှားဖြစ်တဲ့ယောဘကမြေမှုန့်ပြာမှုန့်ဖြစ်တဲ့ကျွန်တော်ကဘုရားသခင်မမဆပေးဘူးဆိုရင်ဘလို့မှကြွယ်ဝချမ်းသာနိုင်မှာမဟုတ်ဘူးလို့သဘောပေါက်ဝန်ခံလာတာဖြစ်ပါတယ်လူရဲ့စ조사ခြင်းကဘုရားသခင်ကိုစော်ကားအပြစ်တင်ဖို့ပဲဖြစ်လာတယ်ငါဒီလောက်စ조사ရဲ့သားနဲ့ငါဒီလောက်နှိမ်ချရဲ့သားနဲ့ငါဒီလောက်နစ်နာခံနေတာပဲဆိုတဲ့စိတ်ကြောင့်ဘုရားသခင်ကိုအပြစ်တင်လာပါတယ်ဘုရားသခင်ဘယ်ကူအောင်းနေလဲဟမ်ဘုရားသခင်ဘယ်မှာရောက်နေလဲဘုရားသခင်ကပစ်ထားရဲ့တယ်နော်ဆိုတဲ့စိတ်တွေတဖွာဖွာပေါ်ပေါက်လာရတဲ့အကြောင်းရင်းကငါစ조사နေတာပဲငါအစေခံပေးနေတာပဲလေငါအနစ်နာခံပေးဆက်နေတာပဲလေဆိုတဲ့စိတ်ကနေအရင်ခံဖြစ်တည်လာပါတော့တယ်လောကရဲ့ပင်မနှွမ်းနယ်မှုတွေကနေအနာရနိုင်တဲ့တခုတည်သောနီလန်းကတော့ဘုရားသခင်မဆပေးလိမ့်မယ်ဘုရားသခင်ပြင်ဆင်ပေးလိမ့်မယ်ဆိုတဲ့ယုံကြည်ခြင်းဖြစ်လာတော့မှစိတ်ကအနာရနိုင်တာဖြစ်ပါတယ်ဒီဘက်ခေတ်တက်ကျမ်းတွေထဲမှာစာရေးဆရာဘူကော့စကီရေးထားတာလေးကိုအရန်သဘောကျမိပါတယ်မစ조사နဲ့တဲ့ဟုတ်ပါတယ်လူလောကကြီးကမိကုံရန်ကုန်စ조사တာထက်ဘုရားသခင်ဘယ်လိုမဆပေးလိမ့်မယ်လို့ယုံကြည်ခြင်းနဲ့အသက်ရှင်တော့မှစိတ်ငြိမ်းအေးရာကိုရောက်နိုင်မှာဖြစ်ပါတယ်တတမမြောက်နေ့မှာဘုရားသခင်ကလူသားတွေကိုငြိမ်ဝတ်စွာအနားယူစေပြီးသူဘာတွေဖန်ဆင်းပေးခဲ့တယ်ဘုရားသခင်ကဘယ်လိုမဆပေးနေလဲဆိုတာကိုစင်ကြင်နားလည်ရင်းနဲ့စိတ်အနာရစေချင်တာဖြစ်ပါတယ်လုံမလုံပါနဲ့လို့ပြောတာမဟုတ်ပဲနဲ့လုံသမျှအလုပ်တွေကဘုရားသခင်မဆပေးလို့ဘုရားသခင်ကအခွင့်အလမ်းတွေဖွင့်ပေးနေလို့သာရရှိနေတယ်လို့သဘောပေါက်စေချင်တာဖြစ်ပါတယ်ဒီလိုသဘောပေါက်လာတဲ့အခါမှာဘုရားသခင်စီဆက်သွယ်လာမယ်ဘုရားသခင်စီဆုတောင်းဖြစ်မယ်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုတတိယချီးမွမ်းနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ကစ조사နိုင်လို့ဆိုတာထက်ဘုရားသခင်ကမဆပေးနေတယ်လို့သဘောပေါက်လာတဲ့အခါမှာကျွန်တော်တို့ကအနာရနိုင်တာဖြစ်ပါတယ်ယုံကြည်သူဓမ္မမိတ်ဆွေအပေါင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအားလုံးကိုကျေးဇူးတင်ပါတယ်